မင်းကိုဆရာတော်ကြီးပြောတာရှိဘူးလေကိုယ့်အိမ်ရှိမှကြွလာတဲ့ယဟန်တပါဘယ်လိုပုံစံပဲဖြစ်ဖြစ်လောင်းလူနိုင်ရင်လောင်းလူလိုက်ပါမလောင်းလူနိုင်တဲ့လက်အုပ်ကြီးပြီးကြောစုံလို့ပြောပြလိုက်ပါအတူပဲအညံပဲဘုန်းကြီးရုပ်ပဲဘုန်းကြီးရုပ်ပဲဆိုပြီးဆဲတာဆိုတာကျိန်းတာမောင်းတာမလုပ်ပါနဲ့ဟုတ်လားဘာဖြစ်လို့လို့မေးတယ်တော့ကိုကူးွယ်နေတဲ့ဖရာတော်ပဲဖရာအစ်စ်မှာပုတ်တယ်တဲ့ဖရာအခုကြီးကဲဦးဇင်းတို့သူတော်ကောင်းတို့ရဲ့အိမ်မော်ကြောင်းပေါ်မှာရှိတဲ့ဖရာကတက်ရှိထင်ရှားပုံသေးလားဖရာအစ်စ်ကိုအာယုံပြုတ်ပြီးတော့မှရှစ်ခိုးကြကိုးကွယ်ကြရတာမို့လားတန်ခါကုံအာယုံပြုတ်ပြီးတော့ရှစ်ခိုးလိုက်မယ်ကိုးကွယ်လိုက်မယ်ဆိုသူတော်ကောင်းတို့တွေအကျိုးရုပ်เสียရှိလားမရှိဘူးသူတော်ကောင်း